Assalamu alaikum အစားအသောက်ဗီဒီယိုတွေမတင်တာကြာလို့ဒါလေးတင်လိုက်မယ်နော်ဒါလေးကတော့ကျမတို့ဘန်ကောက်မြို့ပရတူနန်အရှိမရှိတဲ့ after you ကအသစ်ထွက်တယ်ပေါ့နော်အဲ့ဒီ lava ဘန်လေးတွေကိုစားခဲ့တာပါအမှန်တော့လေအရင်ပထမတစ်ရက်က try ကြည့်တာ oh so good ဘာသာထဲမှာပျော်ပြီးတော့လေအစိမ့်ကြိုက်တဲ့လူအချိုကြိုက်တဲ့လူဆိုအရင်အဆင်ပြေပါတယ်အဲ့ဒါလေးကလေသူကပါမုတ်သားအီလေးကိုမှအပေါ်ကနေပြီးတော့ cheese stuff လွှာရဲပြီးတော့အခုမြင်နေရတဲ့အမြင်လေးတွေကဘဲဦးအနှစ်ပေါ့နော်ကျမအထင်ထိုင်းမှာခေါ်တာဆိုရင်အဲ့ဒါကခနုံလို့ခေါ်တယ်ပေါ့နော်ခနုံဆိုအနှစ်လို့ထင်တာပဲကျမတို့မသိကြဘူးပေါ့နော်အဲ့လိုမျိုးခေါ်တယ်အဲ့ဒါနဲ့ကျမ try ခဲ့ပါတယ်ကျမဘန်ကောက်ရောက်တိုင်းသွားစားဖြစ်တဲ့ဆိုင်တွေထဲမှာနံပါတ်1ပါတာကဒီ after you ပါ after you ကထွက်တဲ့ရှိသမျှမုတ်အကုန် bakery မုတ်အစုံအရင်ကြိုက်ပါတယ်အဲ့ဒီမှာကလေ halal certified လည်းဖြစ်တယ်ပတာနီလူမျိုးတွေကလည်းအလုပ်လုပ်နေတာဆိုတော့လေလွယ်ကူကူမီးလို့ရပါတယ်ဒါလေးကအလဲမှာ तू ကကြက်ဥဘဲဥစားငံပေါ့နော်ဘဲဥစားငံမှာပါတယ်ဟိုအရန်စားချင်တာပဲအခုပြောနေနေတာလေအရန်ကြိုက်လို့မလေးရှားတော့အများကြီးဝယ်လာပြီးထပ်စားရမဟုတ်ပါရှင်ရောက်ရင်သွားစားကြည့်ပါဦးနော်ဆိုင်နာမည်က after you ပါတဲ့